Hello ဒီနေ့က daily makeup လို့ခေါ်တဲ့အပြင်သွားရင်ဖြစ်တဲ့ makeup လေးလိမ့်ပြသွားပါမယ်ပထမဆုံးကျွန်မ serum လေးလိမ့်နေတာဖြစ်ပါတယ်ရှင် serum လေးလိမ့်ပြီးတော့ moisturizer လေးကိုအခုဆက်ပြီးလိမ့်မှာဖြစ်ပါတယ်နောက်တစ်ဆင့်အနေနဲ့ဒီမှာ sun cream လေးလိမ့်ပါမယ် sun cream ကတော့အခုသုံးဖြစ်နေတာကတော့ La Bridge ကထုတ်တဲ့ sun cream SPF 50+ ပေါ့နော်အဲ့ဒါလေးလိမ့်နေတာတော်တော်ကြာနေပြီဒါလေးကိုတော်တော်ကြိုက်တယ်ပေါ့နော်တော်တော်လေးခံတယ်ပေါ့နော် quality လေးကောင်းတယ်ပေါ့ဒါလေးလိမ့်နေပါဖြစ်ပါတယ်နောက်တစ်ခုကကျတော့ Nivea ရဲ့ cream လေးပေါ့နော်အခု TikTok တို့ Facebook တို့မှာခက်စားနေတဲ့ Nivea cream လေးလိမ့်ပါတယ်အဲ့ဒီမှာကျမရဲ့ husband ကဘေးကနေလိုက်နှောက်ရှက်နေပါလေဘာတွေရိုက်နေရလဲဘယ်လိုတွေလုပ်နေရလဲဆိုပြီးတော့နှောက်ရှက်နေတာပါ Nivea cream လေးကတော့နည်းနည်းလေးအစီပြန်တဲ့မျက်နှာတွေတော်တော်နည်းနည်းအဆင်မပြေဘူးပေါ့နော်ကျမလည်းတော့နည်းနည်းအဆင်ပြေပါတယ်ကျမတော်တော်လေးနဲ့လည်းကျမ skin နဲ့လည်းနည်းအဆင်ပြေတယ်ပေါ့နော်နောက်တစ်ခုက foundation ပေါ့နော် foundation ကတော့ Gina Glan သုံးနေတာပါ Gina Glan ရဲ့ foundation ကတော့နည်းနည်းဘယ်လိုပြောမလဲအရင်ကြက်တွေထဲမှာတော့မပါဘူးသူပေါင်နာပတ်ကလည်းကျွန်မအခု Gina Glan ရဲ့ပေါင်နာပတ်ပဲသုံးတာပါပေါင်နာပတ်ကိုတော့ကျွန်မသိမကြိုက်ဘူးပေါ့နော်နည်းနည်းလေး makeup တာမတက်တယ်လို့ခံစားရတယ်အဲကြောင့်မို့ foundation ကတော့မဆိုးစင်ပြေပေမဲ့ပေါင်နာပတ်ကိုတော့ကျွန်မသိပြီးမကြိုက်ဘူးပေါ့နော်နောက်တစ်ဆင့်ကတော့ foundation တွေအကုန်လုံးအဆင့်ဆင့်ခံပြီးသွားတဲ့အချိန်မှာ eyebrow ချက်မှာဖြစ်ပါတယ် eyebrow ချက်နည်းလေးကိုလည်းအမှကြည့်ကြပါအောင်ကျွန်မချက်တဲ့လို့ချက်တာဖြစ်ပါတယ်အဓိကတော့ညီအောင်ပဲအဓိကဆွဲတယ်ပေါ့နော်သူများတွေ makeup artist တွေတော့ကျွန်မသိပြီးမလုပ်တတ်ပါဘူးကျွန်မချက်တဲ့လို့ပဲအမှလက်ကလေးကိုထောင်ပြီးရောချက်လိုက်ပါတယ်ဒါပေမဲ့ကျွန်မဆွဲနေကြမလို့လားမသိဘူးအဆင်ပြေတယ်ညီတယ်ပေါ့နော်ပြီးတော့သူရဲ့ပါတဲ့ brush လေးနဲ့ပဲ brush လုပ်လိုက်ပါတယ်လိုက်ပြီးတော့ပြီးတော့ကျွန်မဒီ eyebrow ချက်ပြီးရတဲ့အခါမှာအပေါ်ကနေပြီးတော့ပေါ့နော်ဒီ liquid လို့ပုံစံမျိုးနဲ့လေးထပ်ဖြည့်တယ်ပေါ့နော်သူကနည်းနည်းလေး shape ပေါ်အောင်ပေါ့နော်အဓိကထပ်ဖြည့်ရပါအဲ့ဒါလေးနဲ့ကျွန်မထပ်ပြီးတော့ချဲပါတယ်ကျွန်မစကားတွေတအားများနေပါတယ်အဲ့ဒါတော့ကျွန်မစပင်ကောင်းသွားလျှော်ရင်လည်းစပင်ဆိုင်ရအမချောင်းပြောနေတာဖြစ်ပါတယ်ပြီးတော့ကျွန်မနောက်တစ်ခုထပ်ပြီးတော့ထည့်ပါမယ်အဲ့ဒါကတော့အဲ့မှာကျွန်မအကြိုက်ဆုံးအယောင်လေးပေါ့နော်အဲ့အယောင်လေးကလေတော်တော်သုံးပြီးဖြစ်တယ်ပေါ့နော်တိတ်တောင်မှမကြမ်းတော့သူ့အယောင်ကလေဒီဓာတ်ပုံရိုက်တဲ့အချိန်မှာလေတော်တော်လေးပေါ်တယ်ပေါ့နော်သူ့တစ်ယောင်နဲ့နေလုံးဝ perfect ပေါ့နော်ကျွန်မအဲ့တစ်ယောင်ပဲသုံးဖြစ်တာများတယ်မျိုးလုံးလဲလုံးဝလင်းပြီးတော့မျိုးလုံးလေးကလှတယ်ပေါ့နော်အဲ့တော့ကျွန်မအဲ့အယောင်လေးပဲသုံးဖြစ်နေပါတယ်အခုလေကျွန်မ photo shoot တွေပါလုပ်မှာဆိုတော့ကျွန်မအဲ့အယောင်လေးထပ်ဖြည့်ပြီးချဲ့နေတာဖြစ်ပါတယ်ဒီဗီဒီယိုကလေကျွန်မပထမဆုံး makeup ကိုပြင်ပြီးရိုက်တဲ့ဗီဒီယိုမလို့ကျွန်မဘယ်လို focus တွေထားမလဲ camera focus တွေပါကျွန်မမသိပါဘူးအမှမျက်လုံးကိုချဲနေတဲ့ခါမှာလည်းမှန်ရင်းနဲ့ပိတ်ပြီးတော့ချဲခြင်းလိုတွေချဲနေပါတယ်ကျွန်မဟိုလိုမျိုးသူတို့ pro တွေလိုမျိုးတော့မပြတတ်ဘူးပေါ့နော်ဥမာနောက်တစ်ခုကတော့ကျွန်မမျက်လုံးအောက်ကနေထည့်တယ်ပေါ့နော် liner လေးတစ်ခုထည့်ပါတယ်အဲ့ဒါတော့ကျွန်မဟိုပါပေါ့အပြင်တွေပါသွားတဲ့ခါမှာတော့ထည့်တယ်ပေါ့နော်သူကလေမျက်လုံးပို့ပြီးတော့ပို့ပေါ်တယ်ပေါ့မျက်လုံးနည်းနည်းကြီးသွားပြီးတော့လေအိန္ဒိယမှာလေးလို့ပေါ့နော်ကာလာလေးကမဲမဲလေးနဲ့ပြီးတော့သူထည့်ပြီးသွားတဲ့ခါမှာလေဟိုအရန်အယောင်ကတိတာတယ်ကွာအဲ့တော့ကျွန်မဒါအပြင်မှာ photo ရိုက်မှာလို့ပါလို့ဆိုရင်သူအောက်ကနေကျွန်မထည့်ပါတယ်ပုံမှန်ဆိုတော့မထည့်ပါဘူးပြီးတော့ကျွန်မမျက်တောင်ကောပါမယ်မျက်နှာကောနေနဲ့တကုတ်ကြံခဲ့တော့တတိယလောအခုမှ eyeliner ဆွဲမှာဖြစ်ပါတယ်အဲ့မှာပြဿနာစတတ်ပါတယ်eyeliner ဘူးကိုဖွင့်နေရင်းနဲ့ကျွန်မ case လေးတစ်ခုတက်သွားပါတယ်အဲ့ဒါကတော့ကျွန်မဖွင့်မရတာပါအမှန်တော့ကျွန်မလက်က makeup တွေနဲ့ချောနေတော့လေအားဆိုင်ပြီးတော့ဖွင့်လိုက်ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်မအဲ့ဗီဒီယိုတော့ဖြတ်လိုက်ပါတယ် eyeliner ချဲတဲ့လက်ကိုလည်းကြည့်ပါကျွန်မအစသုံးတဲ့ကအဲ့ဒီ eyeliner ကိုလည်းအဲ့လိုပဲကင်ပြီးချဲတက်ပါတယ်နောက်တစ်ခုကတော့ကျွန်မမျက်တောင်ကောပါမယ်မျက်တောင်ကောတာလေးကတော့ဒိုရူးကထုတ်ထားတဲ့product လေးပါဒါလေးကလည်းအဆင်ပြေတယ်ပေါ့နော်ဘာလို့ဆိုတော့သူတစ်ချက်နှစ်ချက်လောက်ဆွဲလိုက်တာနဲ့မျက်တောင်ကလေရှည်ထွက်ပြီးတော့အကြီးပဲအကြီးမဟုတ်ရှည်ထွက်သွားပြီးတော့တော်တော်လေးကော့သွားတာပေါ့နော်အပေါ်အောက်ကောကျွန်မကော့ပါတယ်
ပြီးမျိုးလုံးအယောင်ကစားရန်တိတာတယ်ပေါ့နော်ပြီးတော့ကျမဟိုပါပေါ့နော်ကျမ YouTube တို့ဘာတို့ကကြည့်တယ်လို့လိုက်လုပ်ကြည့်တာပေါ့နော်ဒီမျိုးလုံးတောင်အရှိအစွန်းလေးတွေကိုလေနည်းနည်းလေးကလစ်တာလိုဟာမျိုးလေးတွေပေါ့နော်ကျမတောင်စွန်းလေးတွေကိုထည့်တယ်ပေါ့နော်ဒါပေမဲ့ကျမဒီ make video မှာတော့တိတ်မပေါ်ဘူးပေါ့နော်ဒါပေမဲ့အပြင်မှာဆိုရင်တော့အဲ့ glitter လေးတွေကလေမျိုးလုံးလေးကိုပို့ပြီးတော့လေဟိုတောက်လေးနဲ့လေပို့ပြီးလှတယ်အဲ့ဒါလေးလေကျမတောင်စွန်းလေးမှာထည့်လိုက်ပါတယ်ပြီးတော့ကျမ powder pack နဲ့ပြန်ပြီးတော့ပို့ပါတယ်ဒါပြီးရင်ကျမပါနီသုံးမှာဖြစ်ပါတယ်ပါနီချဲမှာပါပါနီချဲမှာဖြစ်တဲ့အတွက်ပါနီဆိုရင်အခုအဲ့မှာလေဘာနီနဲ့ brush လုပ်မဲ့ဟာလေးอ่ะလေကျမလေတက္ကသိုလ်တက်တဲ့ကဝယ်ထားတဲ့ဟာပေါ့နော်maybe ကျမတော်တော်ကြာနေပြီဒါလေးလေပစ္စည်းကိုလေတတိကျလေးကင်တာမှန်းသိတာပေါ့နော်သူကတော့ပေါ်ကနေပြီးတော့ cover လေးအဖုံးလေးပါပါတယ်ဆိုတော့လေဟိုအဖုံးလေးလှည့်ပြီးပိတ်ပြီးတော့ပြန်သိမ်းထားလို့ရတယ်ဖုံးလေးမှတက်မှလည်းစိတ်ပူရအောင်နောက်တစ်ခုကတော့ကျမအောက်ကနေ lip balm လေးအရင်ဆိုးလိုက်ပါတယ်နှာခမ်းကိုlip balm ဘာလို့အရင်ခံတာလဲဆိုတော့အခုစောင်းရည်ဖြစ်တဲ့အတွက်နှာခမ်းတွေကတအားကွဲချောက်တယ်ပေါ့နော်အဲကြောင့်မလို့ပြီးတော့ကျမလက်တွေလက်ပင်တွေကို moisturizer နဲ့sorry lotion နဲ့ရောပြီးလိမ့်ပါတယ်လက်တွေကိုလိမ့်ပါတယ်ဘာကြောင့်လဲဆိုတော့အသားမဲမှာဆိုလို့ပါဗီဒီယိုမှာတော့ကျမနှာခမ်းနေဆိုတာမပါဘူးပေါ့နော်ကျမအဲ့မှာလက်အဲ့လိုအများထုတ်ပြထားတဲ့နောက်ဆုံးအယောင်လေးကိုကျမစိုးထားတာပေါ့နော်ဒါကျမအကြိုက်ဆုံးအယောင်လေးအထည့်လိုက်တဲ့အယောင်လေးနဲ့ပါပေါင်းပြီးစိုးထားတာပါရှင်ဒါကတော့ final result လေးပါပဲပို့ပေါ်ပါလေးပဲပြင်ထားတာပါဒါအပြင်မှာရိုက်ခဲ့တာပေါ့နော်ယူပါဒါနာလေး Thanks for watching